spironolactone တုံးတောက်နေတဲ့သူတွေကိုပိုတက်ဆီယမ်ကလိုရိုက်ပါထပ်ထည့်ပေးထားတာမျိုးတွေ့ဘူးလား။ဘာဖြစ်လို့ထည့်ပေးတာလဲဆိုတာကိုရှင်းပြပေးပါမယ်။ spironolactone ကကြတော့ခန္ဓာကိုယ်ထဲမှာပိုရှန်နေတဲ့ရေနဲ့ဆိုဒီယမ်တွေကိုစီးကနေတဆင့်စွန့်ထုတ်ပေးတဲ့စီးဆေးတစ်မျိုးဖြစ်ပါတယ်။သွေးတိုးယောဂနဲ့နှလုံးယောဂဝေဒနာရှင်တွေမှာအသုံးများပါတယ်။ပုံမှန်စီးဆေးအများစုကကြတော့စီးသွားတဲ့အခါမှာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ပိုတက်ဆီယမ်ဓာတ်တွေကိုပါစီးထဲမှာဆွန့်ထုတ်ပြစ်လေးရှိပါတယ်။ဒါပေမဲ့ spironolactone ကကြတော့ potassium sparing diuretics လို့ခေါ်တဲ့ potassium ဓာတ်ကိုခန္ဓာကိုယ်ထဲမှာကျန်ခဲ့အောင်လို့ထိန်းပေးတဲ့စီးဆေးတစ်မျိုးဖြစ်ပါတယ်။ဒါဆိုရင်ပိုတက်ဆီယမ်ကိုထိန်းပေးတဲ့ဆေးဖြစ်နေတဲ့သားနဲ့ဘာလို့ပိုတက်ဆီယမ်ကလိုရိုက်ကိုပါတွဲတောက်ခိုင်းရတာလဲလို့မေးစရာရှိလာပါပြီ။ဒါကြောင့်လူအများစုမှာ spironolactone တစ်မျိုးတည်းတောက်လို့ရှိရင်တော့ပိုတက်ဆီယမ်ကလိုရိုက်ကိုပုံမှန်တွဲမပေးပါဘူး။ဘာကြောင့်လဲဆိုတော့ပိုတက်ဆီယမ်အရန်တက်သွားတဲ့ hyperkalemia ဖြစ်နိုင်ခြေကိုတိုးစေနိုင်လို့ပါ။ဒါပေမဲ့တချို့လူနာတွေမှာတော့ဆရာဝန်ကပိုတက်ဆီယမ်ကလိုရိုက်ကိုတွဲပေးနိုင်ပါတယ်။ဘလို့အခြေအနေတွေမှာပေးလဲဆိုလို့ရှိရင်ဥပမာပိုတက်ဆီယမ် level အရန်နည်းနေတဲ့အချိန်နဲ့ပြီးရင် furosemide လို့ပိုတက်ဆီယမ်ကျစေတဲ့စီးဆေးတွေနဲ့တပြိုင်တည်းတောက်နေရတဲ့အချိန်နဲ့သွေးစစ်တဲ့ရလဒ်ကိုအခြေခံပြီးတော့ပိုတက်ဆီယမ်ဖြည့်ဖို့လိုအပ်တယ်လို့ဆုံးဖြတ်ထားတဲ့အချိန်ဒီမှာဆိုရင်တော့ပိုတက်ဆီယမ်ကလိုရိုက်ကို spironolactone နဲ့တွဲပြီးတော့ပေးလိမ့်ရှိပါတယ်။ပေးတဲ့အခါမှာလည်းသွေးတွေကပိုတက်ဆီယမ် level နဲ့ကြောက်ကက်လှုပ်ဆောင်ချက်ကိုစောင့်ကြည့်ပြီးတော့မှ dose ကိုချိန်ညှိပေးပါတယ်။ spironolactone တောက်နေရဆိုပြီးတော့ပိုတက်ဆီယမ်ကလိုရိုက်ကိုကိုယ့်ဘာသာစတင်မတောက်သင့်ပါဘူး။ပိုတက်ဆီယမ်များလွန်းသွားရင်ကြတော့နှလုံးခုန်နှုန်းမမှန်ခြင်းအပါအဝင်ပြင်းထန်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ spironolactone တောက်နေရင်နဲ့ပိုတက်ဆီယမ်ကလိုရိုက်ပါပေးထားတယ်ဆိုလို့ရှိရင်မကြောက်ပါနဲ့။အရေးကြီးတာကဆရာဝန်ညွှန်ကြားချက်နဲ့သွေးစစ်ရလက်အပေါ်မှာမူတည်တာဖြစ်ပါတယ်။ဒီလိုစေးကြောင်းတွေကိုနားလည်လွယ်အောင်သိချင်ရင် follow လုပ်ထားပေးပါအောင်နော်။အားလုံးပဲကြပ်ပါကြပါစေရှင်။